မင်္ဂလာပါရှင်ဒီနေ့လက်ဖက်ရည်ဖြောပါမယ်နော်ရေသား900 ml လီတာတစ်ဝက်ကိုစုအောင်တည်ပြီးလက်ဖက်ချောက်အချိုချောက်ထမင်းစားစုံနှစ်စွန်းမောက်မောက်ထည့်ပါမယ်စားနဲ့ငယ်ထည့်ပြီး15မိနစ်ခန့်မီးအေးနဲ့နှက်ပါမယ်ရှင်လက်ဖက်ရည်ကိုပုံမှန်ပေါ့စိမ့်ချိုစိမ့်ချိုကျ4မျိုးဖြောပြပါမယ်နော်လက်ဖက်ရည်ပုံမှန်အတွက်နိုးစီ2စွန်းနိုးစိမ်း3စွန်းနဲ့အကြရည်6စွန်းစာထည့်ပြီးဖြော်ရပါမယ်လက်ဖက်ရည်ပေါ့စိမ့်အတွက်နိုးစီ1စွန်းနိုးစိမ်း3စွန်းအကြရည်9စွန်းစာထည့်ပြီးဖြော်ရပါမယ်လက်ဖက်ရည်ချိုစိမ့်အတွက်နိုးစီ3စွန်းနို့စိမ်း2စွန်းအကြရည်6စွန်းစာထည့်ပြီးဖြော်ရပါမယ်လက်ဖက်ရည်ချိုကြအတွက်နို့စီ3စွန်းနို့စိမ်း1စွန်းအကြရည်9စွန်းစာထည့်ဖြော်ပါရှင်အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်နော်